အားလုံးပဲမင်္ဂလာပါအခုတင်ဆက်ပြောပြပေးခြင်းတဲ့ပုံပြေလေးကတော့ပရိမတိတဲ့လူသားများနဲ့မော်ဘလီဂျပန်သမားစိတ်ဝင်စားစရာပုံပြေလေးကိုပြောပြပေးရှင်ပါတယ်ခင်ဗျာ1842ခုနှစ်ဂျာမနီနိုင်ငံရဲ့မြစ်လေးတစ်စင်းနဲ့ကလပ်ရှိတဲ့မြို့တစ်မြို့မှာစိတ်ဝင်စားစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုရှိခဲ့ပါတယ်အဲ့ဒီအဖြစ်အပျက်ကိုဘယ်သူမှဖြေရှင်းနိုင်ခြင်းမရှိခဲ့လို့ပါဘာလို့လဲဆိုတော့အဲ့ဒီမြို့လေးမှာကျွဲတွေအများကြီးပေါ်များနေတဲ့ကြောင့်မြို့သူမြို့သားတွေဟာကျွဲတွေရဲ့ယောဂကြောင့်ဖြာနာကြတည်ဆုံသူတွေကလည်းတဖြည်းဖြည်းများလာခဲ့ကြတယ်မြို့သူမြို့သားတွေဟာဘယ်လိုလုပ်ရမှန်းမသိအကောင်လုံးကစိုးရိမ်တော့ကရောက်နေကြတယ်ဒီနေ့မှာတော့လူသူကရုတ်တရက်မြို့တဲ့ကိုထူးဆန်းဆန်းနဲ့ရောက်လာခဲ့တယ်ပြီးတော့သူကပြောတယ်ကျွန်တော်မော်ပလီတိကီတတန်ပြေတီးပေးရင်ကျွဲတွေအားလုံးကျွန်တော်နောက်ကိုလိုက်လာအောင်လုပ်နိုင်ပါတယ်လို့မြို့သူမြို့သားတွေကိုပြောလိုက်ပါတယ်အဲဒါကြောင့်မြို့သူမြို့သားတွေပျော်ရွှင်သွားပြီးအကောင်းဆုံးစုကြည်နဲ့ပေးပါမယ်လို့ကတိပြုခဲ့ကြတယ်ကျွဲပန်းဆရာကလည်းလူတွေကအကောင်းဆုံးကြေးပေးမယ်ပြောပြီးကြသည်နဲ့သူရဲ့မော်ပလီကိုစာတင်တီကီတတန်ပြေတီးမုံလိုက်သည်နဲ့မြို့တဲ့ကအိမ်ထဲလို့ကျွဲတွေအားလုံးကထွက်လာပြီးသူ့နောက်ကိုလိုက်လာကြတယ်။သူကကျွဲတွေကိုဦးဆောင်ပြီးမျက်စိတို့ခေါ်သွားပြီးမြင်းအနာကိုရောက်သွားတဲ့အခါကျွဲတွေအားလုံးကဒီတဲကိုခုန်ချပြီးတီးသွားကြတော့တာပေါ့။ကျွဲတွေမရှိတဲ့နေ့ကစပြီးမြို့သူမြို့သားတွေကအယံပျော်ရွှင်ပြီးရင်မောတန်တွေနဲ့ပြင်းနေနေတာပေါ့။ဒါပေမဲ့ကျွဲပန်သမားကသူ့ရဲ့စုကြည်တောင်းတဲ့အချိန်မှာတော့လူတွေကစိတ်ပြောင်းသွားခဲ့ကြတယ်။မြို့ထဲကလူတွေနဲ့ဆွေးနွေးပြီးနောက်ဆုံးကတိပြုထားတဲ့ငွေရဲ့တဝက်ပဲပေးမယ်လို့ပြောကြတယ်။အဲဒီချိန်ကစပြီးမော်ဆရာဂျပန်သမားလေးကဒေါသအယံထွက်ပြီးအရာတဲ့တင်တို့ဝမ်းနေရမယ်လို့ပြောခဲ့တယ်။တော့မြို့ကိုထွက်သွားခဲ့တယ်။နောက်တစ်နေ့မှတော့သူပြန်လာတယ်။အဲ့ဒီနေ့မှာကလေးတွေရဲ့မိဘအားလုံးကဘုရားကျောင်းမှာရှိနေတဲ့အကြောင်းလမ်းပေါ်မှာဘယ်သူမှမရှိကြဘူး။သူကမြို့ထဲကိုရောက်ပြီးတာနဲ့သူ့ရဲ့မော်ပလီကိုတီးမှုတ်ခဲ့ပြန်ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ကျွဲတွေအစားမြို့ကကလေးတွေအားလုံးသူ့နောက်ကိုမော်ပလီတေဂီတတန်နဲ့လိုက်လာခဲ့ကြတယ်။မလာနိုင်တဲ့သူကတော့ကလေး၃ယောက်ပဲမလိုက်လာနိုင်ခဲ့ဘူး။ဘာလို့လဲဆိုတော့တယောက်ကခြေတော့မတန်တဲ့ကြောင့်လမ်းမချောင်းနိုင်တယောက်ကနားမကြားနိုင်တဲ့ကြောင့်မော်ပလီတီမုတ်တန်မကြားနိုင်နောက်တယောက်ကတော့မျက်မမြင်တဲ့ကြောင့်လိုက်သွားနိုင်ခြင်းမရှိခဲ့ဘူးလမ်းမပေါ်မှာလည်းခြောက်ကပ်ပြီးတိတ်ဆိတ်နေတယ်ကလေးတွေရဲ့မိဘတွေအားလုံးကလည်းအဲ့ဒီအဖြစ်ပြက်ကိုတီးတီးချင်းဘုရားကျောင်းကနေပြန်လာတော့ကလေး၃ယောက်ကဖြစ်ပျက်သမားအကြောင်းကိုပြန်ပြောပြခဲ့တာပေါ့မြို့သူမြို့သားတွေငိုကြွေးပြီးသူတို့ရဲ့သားသမီးကိုနေရအနှံ့ပြအကုန်လိုက်ရှာခဲ့ကြတယ်ဒါပေမဲ့သားသမီးတွေလည်းမော်စရာဂျပန်သမားလေးလည်းပြန်မတွေ့တော့ပါအဲ့ဒီနေ့နောက်ပိုင်းသူတို့ကိုဘယ်သူမှမတွေ့ခဲ့ကြတော့ဘူးဒီပုံပြင်တွေကသင်္ကန်းစာကတော့ဂတိမသိတဲ့လူတွေရဲ့အဖို့အတွက်တော့ဒီလိုဆက်ကောင်းတဲ့အကျိုးဆက်ကိုမဖြစ်စေဖို့ဂတိဆိုတဲ့စကားဂတိတည်တဲ့လူတွေအတွက်တော့အခွင့်အလမ်းများတယ်လို့ဂတိမတည်တဲ့လူတွေအတွက်တော့ဘဝတစ်ခုလုံးပျက်စီးနိုင်ကြောင်းဒီပုံပြင်တွေကသင်ခန်းစာကိုတိုင်းနေတက်ခဲ့ရင်တော့ဒီ YouTube channel ကို subscribe လုပ်ပါခဲ့ပါအောင်လို့မြတ်တာရခံရှင်ပါတယ်ခင်ဗျာ